ဒီနေ့ည17နာရီတို့မှာရှင်ပြိုင်ကစားမယ်အာဆင်နယ်အသင်းနဲ့ Manchester United အသင်းတို့ရဲ့ပွဲကြတော့လက်ရှိတင်းဖောင်ရမှာဆိုရင်တော့ကျွန်တော် Manchester United အသင်းကပြီးခဲ့တဲ့တစ်ပတ် Premier League မှာကစားခဲ့တဲ့ Manchester City အသင်းကို 2-0 နဲ့အနိုင်ရရှိပြီး finish ရယူအဲ့ဒီပွဲကိုကျွန်တော်ပြန်ပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင် Manchester United အသင်းဒီကျွန်တော်တို့ကစားကွက်ကစားသမားတွေရဲ့စိတ်သက်အင်အားနဲ့ကျွန်တော်နောက်တစ်ခုက passing တွေမှာဆိုရင်အကောင်းဆုံးကျွန်တော်တို့ဖြတ်ကျော်သွားတာကိုတွေ့ရတယ်အဲ့ဒီနေ့ကကျွန်တော်တို့ပွဲကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်အရင်က Manchester United ပွဲကိုကြည့်ရတဲ့စိတ်ခံစားမှုမျိုးကျွန်တော်တို့ပြန်ရရှိမယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အနိုင်နဲ့လည်းထိုက်တန်တယ်လို့ဒီလိုကစားကွက်ဒီလိုစိတ်သက်မျိုးနဲ့ဒါကျွန်တော်ကစားမယ်ဆိုရင်ပွဲတစ်ပွဲကိုအေးဆေးကျွန်တော်အနိုင်ရရှိမှာဖြစ်တယ်ဒီနေ့ညပွဲမှာလည်းဒီလိုမျိုးလေးပဲကျွန်တော်တို့ပြန်ပြီးတော့မြင်ရမယ်ဆိုလို့ရှိရင်တော့အနိုင်3မှတ်ဒီ Manchester United အတွက်လုံးဝအသေးချာပဲဖြစ်ပါတယ်လားโอเคကျွန်တော် Arsenal အသင်းကိုကျွန်တော်ကြည့်ရမယ်ဆိုရင် Arsenal အသင်းဒီလက်ရှိမှာတင်းဖောင်အကောင်းဆုံးအသင်းတွေဟာတင်း strong ဖြစ်ဆုံးအသင်းတွေဖြစ်တယ် Champions League မှာလက်ရှိနောက်ဆုံးကစားခဲ့တဲ့ Champions League မှာလည်း Inter လိုအသင်းမျိုးကို 3-1 နဲ့အနိုင်ရရှိထားတယ် Premier League မှာလည်းအကောင်းဆုံးသူတို့ဖြတ်ကျော်ပြီးတော့ဇယားထိပ်ဆုံးပါညကျွန်တော်ရှင်ပြိုင်ကစားခဲ့တဲ့ Manchester City အသင်းနဲ့ Wolverhampton အသင်းတို့ရဲ့ပွဲမှာလည်း Manchester City အသင်းက Wolverhampton အသင်းကို 2-0 ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိထားတဲ့အတွက်ကြောင့်မလို့ Arsenal အတွက် PR တစ်ခုဖြစ်သွားခဲ့တယ်အမှတ်ပေးစရာမှာရလက်ကျင်းပြောင်းသွားပြီးလက်ရှိ4မှတ်ပဲကွာတော့တယ်အဆင့်1နေရာ Arsenal အဆင့်2နေရာ Man City က4မှတ်ပဲကွာတော့တဲ့ကြောင့်မလို့ Manchester United ကို Arsenal အနိုင်ကစားနိုင်မှဒါ9မှတ်ထိပြန်ဖြစ်နိုင်မှာ Manchester United ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်လက်ရှိအဆင့်5အဆင့်4နေရာ Liverpool နဲ့တက်မှတ်ပဲကွာတဲ့ကြောင့်မလို့ဒီညပွဲကို RE ကိုအနိုင်ရအောင်သူတို့ကစားလာမယ်နိုင်ပြီကျွန်တော် Manchester United တင်နိုင်ပြီဆိုရင်အဆင့်4နေရာဒီပြန်လဲတန်လန်းလာမယ် Liverpool နဲ့ကျွန်တော်နေရာအချိန်ပဲပေါ့နော်နောက်တစ်ခုကကျွန်တော်တို့Carrick Michael Carrick လက်ရှိ Manchester United ကကျွန်တော်ယာယီနီးပြပြေးခန့်ထားတဲ့ Michael Carrick ကကျွန်တော်တို့မှတ်တမ်းကိုပြန်ကြည့်မယ်ဆိုရင်2021ခုနှစ်က Man U အသင်းကိုကျွန်တော်တို့3ပွဲကျွန်တော်တို့ယာယီကန်ခွင့်ရခဲ့တယ်အဲ3ပွဲလုံးမှာလည်းသူကအကောင်းဆုံးကျွန်တော်အပေါင်းလက္ခဏာပြသနိုင်တယ်ဗီဒါရီယယ်ကို Champions League မှာ 2-0 နဲ့ Chelsea ကိုကျွန်တော်တို့အဝေးကွင်းမှာ 1-1 နဲ့ Arsenal အသင်းကိုအိမ်ကွင်းမှာကျွန်တော် 3-2 ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိထားတယ်လက်ရှိကျွန်တော်တို့အခုလက်ရှိမှာယာယီနီးပြပြန်ခန့်တဲ့အချိန်မှာလည်း Man City အသင်းကိုကျွန်တော်တို့ 2-0 ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိထားတယ်ဒီနေ့ညမှာလည်းကျွန်တော်တို့ Arsenal အသင်းနဲ့ကျွန်တော်တို့Arsenal အသင်းနဲ့ကျွန်တော်ပြန်တစ်ချက်ကတော့ Manchester United အသင်းရဲ့ယာယီနီးပြ Michael Carrick ရဲ့မှတ်တမ်းကိုပြန်ကြည့်မယ်ဆိုရင်2021ခုနှစ်ကလည်း Manchester United ကိုယာယီနီးပြခွင့်ရခဲ့တဲ့အချိန်မှာ3ပွဲနီးပြခဲ့တယ်ဗီဒါရီယယ်နဲ့ကျွန်တော်တို့ Champions League အဝေးကွင်း 2-0 နဲ့နိုင်တဲ့ Chelsea ကို 1-1 နဲ့သေးကြတဲ့ဝေးကွင်းမှာကျွန်တော်တို့အိမ်ကွင်းမှာ Arsenal အသင်းကို 3-2 နဲ့နိုင်ရရှိထားပြီးတော့အကောင်းဆုံးဆွမ်းဆောင်တာပြနိုင်ခဲ့တယ်လက်ရှိ Manchester United ကိုပြန်လဲနီးပြခွင့်ရတဲ့ယာယီနီးပြခွင့်ရတဲ့အချိန်မှာလည်းMan City တို့အသင်းမျိုးကိုပထမဆုံးပွဲမှာသူစတင်ကင်တွယ်တဲ့ပွဲမှာ 2-0 နဲ့အနိုင်ရရှိထားတဲ့ကြောင့်မလို့လက်ရှိ Carrick ရဲ့အကောင်းဆုံး form ကိုလည်းတွားပြီး short တက်လို့တော့မရဘူးပေါ့ဗျာအဲကျွန်တော်တို့ Manchester United ရဲ့အားသာချက်လေးတစ်ချက်လည်းဖြစ်ပါကျွန်တော်က Manchester United fan တယောက်ဖြစ်တဲ့ကြောင့်မလို့ဒီနေ့ည Arsenal အသင်းနဲ့ရှင်ပြိုင်မဲ့ပွဲစဉ်ကိုရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုဖို့လည်းဆောင်နိုင်နေပါပြီ brother တို့ရဲ့အမြင်နဲ့ brother တို့ရဲ့ team ညက်လေးတွေလည်းကျွန်တော်ဒီဗီဒီယို comment အောက်မှာလွတ်လပ်စွာရေးသားခဲ့နိုင်ပါတယ်ဗျကျွန်တော်တို့ပွဲပြီးဗီဒီယိုသုံးသပ်ချက်နဲ့အတူကျွန်တော်တို့ပြန်ဆောင်ကြမယ်ဗျဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်